ဒီနေ့ကတော့ရေအောက်ကဘာလေးကိုခဏလေးတွားပါမယ်။ရန်900တဲ့နဲ့ဒီလိုနေရာလှလှလေးတစ်ခုကိုတွားလို့ရတယ်ဆိုတာသိပါသလား။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တွားခဲ့တဲ့နေရာလေးကခါဆိုင်ရင်ကိုက်ပတ်ထဲမှာရှိတဲ့တိုကျိုစီလိုက်ပတ်လို့ခေါ်တဲ့ငါးပြတိုက်လေးကိုတွားခဲ့ပါတယ်။ဒီငါးပြတိုက်တွေကိုဝင်လိုက်တာနဲ့ဒီမာကူရိုငါးကန်ကြီးကလေအရန်ကိုလှတာပေါ့နော်။အကြီးပဲမာကူရိုငါးလေးဆိုတာလည်းလေတပုံရိုက်လို့အရန်ကောင်းတယ်။ငါးကန်လေးတွေရဲ့အပေါ်မှာဒီငါးအမျိုးအစားလေးတွေနဲ့သူတို့ကဘယ်သမုတ်တရားလာတယ်ဆိုတဲ့အကြောင်းလေးပါရေးထားတော့လေစိတ်ဝင်စားဖို့ရန်ကောင်းတယ်ပေါ့နော်ဒီထဲမှာမိချစ်ဆုံးကတော့ jellyfish လေးတွေပေါ့နော် jellyfish လေးရလေအပြင်မှာအခုမှပထမဆုံးမြင်ဘူးတော့လေတော်တော်လေးကိုချစ်ဖို့ကောင်းမှအခုမှသိတာပေါ့နော်ပင်လေတက်ရှိလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့ဒီငါးပြတိုက်လေးကိုလာရောက်လေ့လာဖို့အကြံပေးချင်ပါတယ်ဒီတစ်ခုကဆိုရင်ငမန်းကန်ကြီးပေါ့နော်ငမန်းဆိုတာလဲငမန်းမျိုးစိတ်တွေကိုအများကြီးပဲပေါ့နော်ဒီမှာတစားဆိုရင်တစ်ခါမှမမြင်ဘူးဒီလိုငါးကြီးတွေဆိုတာလေအလုံးမဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲ၍ပြည့်ရမှာပေါ့နော်ဘယ်တော့မလဲသူနဲ့ဘယ်နာမှတည့်ရမလဲဆိုတာစဉ်းစားခဏရင်ဒီလိုငါးပြတိုက်လေးကိုလာခဲ့ကြဖို့အကြံပေးချင်ပါတယ်